ဒါကတော့ Elon Musk ဖြစ်ပါတယ်။သူကတော့ Tesla နဲ့ SpaceX တို့ရဲ့ CEO ဖြစ်ပါတယ်။သူကတော့တရုတ်နိုင်ငံကိုလဲပတ်နေတဲ့ Donald Trump နဲ့အတူလိုက်ပါလာတဲ့ CEO ဘီလီယံနာတစ်ထေးကြီးတွေအများကြီးထဲမှာတယောက်ပါဝင်ဖြစ်ပါတယ်။သူရဲ့ပြုမှုတွေကြောင့်တရုတ်နိုင်ငံက social media အသုံးပြုနေတဲ့လူတွေကြားထဲမှာရေပန်းစားနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့တော့ဒီတစ်ပတ်အတွင်းကမ္ဘာနိုင်ငံရေးစီးပွားရေးမှာဘာတွေဖြစ်ပျက်နေလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမအချက်ကတော့ Donald Trump ရဲ့တရုတ်ခီးစဉ်ဖြစ်ပါတယ်။ဒီတရုတ်ခီးစဉ်ကတော့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ရက်စပြီးဒီနေ့တောက်ကြနေ့အထိဖြစ်ခဲ့ပါတယ်။ဒီနေ့တော့ Donald Trump အမေရိကန်နိုင်ငံကိုပြန်သွားရဖြစ်ပါတယ်။မနေ့ကတော့တရုတ်သမ္မတရှီကျင်းပင်နဲ့ဒေါ်နယ်ထရမ့်တို့တွေ့ဆုံကြပြီးတော့တွေ့ဆုံမှုရဲ့ရလဒ်အပြည့်စုံကိုတော့မသိရသေးပါဘူး။ဒါပေမဲ့သိရသလောက်ပြောပြမယ်ဆိုရင်တော့နှစ်နိုင်ငံအကြားမှာဘိုးကြီးလေအစည်း200ကိုတရုတ်နိုင်ငံအဝေးယူဖို့မှာယူထားတယ်ဆိုတော့ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်အရသိရပါတယ်။နောက်တစ်ခုကစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံအကြားမှာပဲပီဇန်ပြီးလို့ရှိရင်အမဲသားနဲ့ပတ်သက်ပြီးတော့တဘောတူညီချက်ရရှိထားတယ်ဆိုတော့သိရတယ်။ဒီနေ့ညနေမှာနှစ်နိုင်ငံလုံးရဲ့နိုင်ငံခြားရေးဝန်ကြီး2ယောက်လုံးကသတင်းစာရှင်းလင်းပွဲပူးတွဲလုပ်ဖို့ရှိပါတယ်။ဒီချိန်ကျရင်ကျွန်တော်တို့အကုန်လုံးသိရမှာဖြစ်ပါတယ်။နှစ်နိုင်ငံခေါင်းဆောင်ရဲ့ပြောဆိုချက်အရသမိုင်းဝင်ဆိုင်ရာအရေးကြီးတဲ့တဘောတူညီချက်တွေနိုင်ငံရဲ့ဆက်ဆံရေးတွေတည်ငြိမ်လာဖို့တဘောတူညီချက်တွေရရှိထားတယ်ဆိုတော့ပြောဆိုချက်တော့တွေ့ရပါတယ်။ဒုတိယထူးခြားချက်တစ်ခုကတော့အရှေ့အလယ်ပိုင်းရဲ့ Hormuz ရေလက်ကြားဖြစ်ပါတယ်။ဒီစင်းမာမှုဆလမ်အမြင့်တက်နေမှုကြောင့်ဘာဖြစ်နေလဲဆိုတော့ရေနံစင်းတို့ကလည်းအမြင့်ဆုံးဝန်းကျင်မှာရှိနေသေးတယ်။ရေနံစင်းတို့မြင့်တက်မှုကြောင့်ကျွန်တော်တို့ကုန်စင်းတို့မြင့်တက်လာတွေ့ရတယ်။ပြီးတော့ဒီရေနံစင်းတို့မြင့်တက်လာမှုကြောင့်ကျွန်တော်တို့ဥရောပရဲ့အာရှမှာငွေကြေးပေါင်းပါမှုပိုဆိုးလာမှာလည်းစိုးရိမ်နေကြရပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဒီတစ်ပတ်အတွင်းမှာပဲထွက်လာတဲ့အမေရိကန်နိုင်ငံရဲ့ငွေကြေးပေါင်းပါမှုဆိုင်ရာ data ပဲဖြစ်ပါတယ်။အဲ့ဒါကို CPI လို့လည်းခေါ်ပါတယ်။ CPI ကတော့ခန့်မှန်းထားတဲ့ပို့ပြီးတော့မြင့်တက်လာပြီးတော့3.8မှာရှိပါတယ်။ဒီလိုငွေကြေးပေါင်းပါမှုမြင့်တက်လာမှုကြောင့်ဘာနောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်လဲဆိုတော့ဗဟိုဘဏ်အနေနဲ့ဒီနှစ်အတွင်းမှာဘာအတိုးနှုန်းကိုမြင့်ထားဖို့ရှိလာနိုင်တယ်။ဒီနှစ်2026အတွင်းမှာဘာအတိုးနှုန်းချဖို့ကပို့ပြီးတော့အခြေအနေတွေနည်းလာပါတယ်။ဘာအတိုးနှုန်းမြင့်တက်လာတော့ဘာနိုင်ငွေချေမှုရောနေလာမယ်ပြီးလို့ရှိရင် stock market ကလည်း PR တွေနဲ့ကြုံလာမယ်ပြီးလို့ရှိရင်တော့နောက်တစ်ခုကတော့ဒေါ်လာဈေးနှုန်းပြန်ပြီးတော့အားကောင်းလာနိုင်တဲ့အခြေအနေမှာရှိပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ S&P 500သမိုင်းဝင်စံချိန်တင်ဈေးနှုန်းဖြစ်တဲ့9500အမှတ်အထိမြင့်တက်လာတော့တွေ့ရပါတယ်။ S&P 500စံချိန်တင်ဈေးနှုန်းမြင့်တက်ရတဲ့အကြောင်းရင်းကတော့ပထမတစ်ချက်ကပါရှိလဲဆိုတော့ AI နဲ့ပတ်သက်ပြီးတော့ stock ဈေးကွက်အချိန်မြင့်လာတယ်။ဒုတိယချက်ကတော့ company ကြီးတွေရဲ့ earning ကဝင်ငွေခန့်မှန်းထားတဲ့အများကြီးများလာတော့တွေ့ရတယ်။နောက်ဆုံးချက်ကတော့ American နိုင်ငံရဲ့စီးပွားရေးဟာငွေကြေးဖောင်းပွားမှုမြင့်တက်လာပေမဲ့လည်းရင်းနှီးမြှုပ်နှံတဲ့သူတွေကြားထဲမှာပြူသဘောဆောင်တဲ့အမြင်အဆက်လက်ပြီးရှိနေတယ်ဆိုတာပြသပါတယ်။နောက်ထပ်ထူးခြားတဲ့တစ်ခုကတော့ပြည်တိုင်နိုင်ငံရဲ့စီးပွားရေးဒီနှစ်ပထမ Q1 မှာပဲခန့်မှန်းထားတဲ့အများကြီးတိုးတက်လာတွေ့ပြီးတော့0.6% တိုးတက်လာတော့တွေ့ရပါတယ်။ပြည်တိုင်နိုင်ငံရဲ့စီးပွားရေးတိုးတက်လာတဲ့အကြောင်းရင်းတစ်ခုကတော့service တွေမှာတိုးတက်လာတွေ့ရတယ်။ဒုတိယချက်ကတော့နီးပညာနဲ့အကြောင်းအရာကဏ္ဍမှာတိုးတက်လာတွေ့ရတယ်။နောက်ဆုံးတစ်ခုကတော့ construction ကဏ္ဍမှာလည်းတိုးတက်မှုရှိလာတာကြောင့်ဒီလိုနိုင်ငံရဲ့စီးပွားရေးအမထင်မှတ်ပဲနဲ့ခန့်မှန်းထားတဲ့ပို့ပြီးတော့တိုးတက်လာတာလို့ပြောကြပါတယ်။ဆိုတော့ပြည်တိုင်နိုင်ငံမှာတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့တက်ရှူနည်းနည်းရှောင်သွားပါတယ်လို့ပြောလို့ရပါတယ်။နောက်ဆုံးထူးခြားချက်တစ်ခုကတော့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပဲလက်ရှိဗဟိုဘဏ်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့Jerome Powell ကိုစားတက်လာမယ် Kevin Warsh ကိုထက်လွှတ်တော်နဲ့တည်ပြုလိုက်ပြီဖြစ်ပါတယ်။ဆိုတော့ဒီ Kevin Warsh ရဲ့ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်တက်လာတဲ့အချိန်ဟာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချိန်ဖြစ်လာပါတယ်။ဘာဖြစ်လဲဆိုတော့နံပါတ်1ချက်ကတော့ငွေကြေးဖောင်းပွားမှုဖြစ်ပါတယ်။ငွေကြေးဖောင်းပွားမှုရှိလာတယ်အမေရိကန်နိုင်ငံမှာအဲ့တော့အပန်အတိုးနှုန်းကိုshort ချဖို့ကတော့အရင်နေသွားတယ်။ဘာအတိုးနှုန်းမြင့်တက်လာနိုင်တဲ့စိန်ခေါ်မှုတစ်ခုသူ့မှာကြုံရမှာဖြစ်ပါတယ်။ဒုတိယချက်ကတော့ Kevin Warsh ကိုဒေါ်နယ်ထရမ့်ကနေပြီးတော့တိုက်ရိုက်အဆိုပြုထားတဲ့လူတရားဖြစ်တဲ့အတွက်ကြောင့်သူဟာဒေါ်နယ်ထရမ့်ရဲ့လွှမ်းမိုးမှုအောက်မှာအလုပ်လုပ်မှာလားနှုတ်မို့လို့ရှိရင်နိုင်ငံရဲ့စီးပွားရေးလိုအပ်ချက်အတိုင်းသူကအလုပ်လုပ်မှာလားဆိုတာကိုအများစုစိတ်ဝင်စားနေကြပါတယ်။နောက်ဆုံးတစ်ခုကတော့ Kevin Warsh ကိုယ်တိုင်ကဗဟိုဘဏ်ရဲ့လဲပတ်မှုပုံစံပြောင်းလဲခြင်းတယ်လို့ခဏပြောဖူးပါတယ်။ဆိုတော့ Kevin Warsh အနေနဲ့ဗဟိုဘဏ်ရဲ့ဘဏ်တွေနဲ့ချိတ်ဆက်မှုဈေးကွက်နဲ့ချိတ်ဆက်မှုကိုသူဘယ်လိုအပြောင်းလဲလုပ်သွားမလဲဆိုတာကိုအများစုကစိတ်ဝင်စားစွာစောင့်ကြည့်နေကြပါတယ်